မှားတတ်တဲ့တန်တွက်တွေကဘာတွေဖြစ်မလဲဆိုတော့ LAUGH တို့ TOUGH ROUGH ပေါ့နော်ဆိုအဲ့ဒါတွေကကြတော့သူက UGH နဲ့ဆုံးတဲ့အတွက် F အတန်ထွက်ပေးရမှာမျိုးဖြစ်တယ်ပေါ့နော်တော့ laugh tough rough ရေမောဒီတို့ပြီးရင် tough ဆိုရင်လည်းမာကျောသောတို့ပြီးရင် ROUGH rough ဆိုရင်ကျန်းတန်းသောတို့ဖြစ်ပါတယ် UGH နဲ့ဆုံးပြီးတော့ F အတန်မထွက်တဲ့ဒါတော်တော်များများသုံးတဲ့စကားလုံးတစ်လုံးရှိတယ်အဲ့ဒါဘာလဲဆိုတော့ ENOUGH enough ဖြစ်ပါတယ်သူကကြတော့ F အတန်မဟုတ်ပဲနဲ့ V တန်ဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ F နဲ့ V နဲ့ကဘာကွာခြားချက်ရှိလဲပေါ့နော်ဆိုအဲ့ဒါဆိုရင်သူက F ဆိုတဲ့ဟာကကြတော့ M voice ပေါ့နော် V ဆိုတဲ့ဟာကကြတော့ voice sound ဖြစ်ပါတယ်ဆိုအဲ့ဒါဘာကိုပြောရလဲဆိုတော့ F ကိုပြောတဲ့အခါမှာကျွန်တော်လေချောင်းတန်မပါဘူးပေါ့နော် V ဆိုရင်သူကလေချောင်းတန်ပါတယ်ပေါ့ဆိုအဲ့လိုဆိုတော့ V V F F Okay ဆိုတော့အားလုံးကြိုးရှိသွားမယ်လို့ယုံကြည်ပါတယ်